အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဂီတလောကမှာမကြားဘူးသူမရှိလောက်အောင်ကြော်ကြပြီးဆိုင်ဝိုင်းတိုင်းလက်ခုံတိုင်းမှာအမြဲတမ်းကြားနေရတဲ့စင်ကြီးကလုံးချီဆိုတဲ့သချင်းကိုမှတ်မိကြမှာပါဒီသချင်းဟာဘာကြောင့်ဒီလောက်အနှစ်သာရရှိရတာလဲဘလို့အခြေအနေမျိုးမှာပေါ်ပေါက်လာခဲ့တာလဲဆိုတာဒီကနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီသချင်းကို1930ပြည့်နှစ်တွေမှာနန်းတော်ရှိဆရာတင်ကရေးသားခဲ့တာဖြစ်ပါတယ်ထူးခြားတာကဒီသချင်းဟာဝေဖန်တိုက်ခိုက်မှုတွေကိုအမှုပညာနဲ့ပညာသားပါတုံ့ပြန်ခဲ့တဲ့သချင်းတစ်ပုဒ်ဖြစ်နေတာပါပဲထိုခေတ်ကဆရာတင်ဟာမဲအေးကပိုးတဲ့မြစ်တာဆိုတဲ့သချင်းကိုရေးသားခဲ့ပါတယ်အဲ့ဒီအခါမှာမဟာဂီတပညာရှင်အချို့ကဆရာတင်ကိုသချင်းကြီးသချင်းကန်တွေမတက်ဖ ೇನೆ ခေတ်ပေါ်သချင်းလေးပဲရေးတတ်သူလို့ဝေဖန်ခဲ့ကြပါတယ်ဆရာတင်ကဟုတ်ပါတယ်ကျွန်တော်ဘာမှမတက်တဲ့သူပါလို့နှိမ့်ချပြောဆိုခဲ့ပေမဲ့လက်တွေမှာတော့မဲစာတောင်ချင်နဲ့ထောင်ရောင်နေလိုခက်ခဲတဲ့မဟာဂီတတန်စင်တွေကိုရောဆက်ပြီးဒီစင်ကြီးကလုံးချီဆိုတဲ့သချင်းကိုဖန်တီးပြလိုက်တာဖြစ်ပါတယ်ဒီသချင်းဟာဂီတတွေမကဘဲနဲ့နိုင်ငံရေးအရာလဲလှုပ်ခတ်မှုတွေရှိခဲ့ပါတယ်ဒီရှင်တွေကဂလုံးဆိုတဲ့အသုံးအနှုန်းကြောင့်ဗြိတိရှအစိုးရကတော်လှန်ခဲ့တဲ့ဂလုံးဆရာဆန်နဲ့ပတ်သက်တယ်ဆိုပြီးတော့အင်္ဂလိပ်အစိုးရရဲ့ခေါ်ယူစစ်ဆေးတာကိုတော့ဆရာတင်ကခံခဲ့ရတယ်လို့ဆိုပါတယ်စင်ကြီးကလုံးချီဆိုတဲ့အမီကိုယ်တိုင်ကဂုံးတရဘာထဲမှာအကြီးဆုံးဖြစ်တဲ့စင်ကိုကောင်းကင်ပြန်ငှက်တွေထဲမှာအကြီးဆုံးဖြစ်တဲ့ကလုံးကချီမသွားတာကိုဆိုလိုပြီးကြီးတဲ့ကြီးသောအစွမ်းကိုတင်စားထားတာပါဆရာတင်ဟာမဟာဂီတစာသားတွေကိုတခြင်းနဲ့ထည့်သွင်းပြသခြင်းဖြင့်အဖြစ်ငါမတက်ဘူးပြောပေမဲ့ငါတခြင်းကမင်းတို့ရဲ့တခြင်းကြီးတွေထက်တောင်ကြီးနေပါသေးတယ်လို့အရွယ်တိုက်ပြောခဲ့တာဖြစ်ပါတယ်တခြင်းထဲမှာကျွန်တော်ဖာသာဆိုပါမီဆိုတဲ့စာသားနဲ့သူ့ရဲ့ကိုယ်ပိုင်ဖန်တီးဖို့အပေါ်မှာယုံကြည်ချက်ကိုဖော်ပြထားပါတယ်ဒီနေ့ကမှာတော့ဒီသချင်းကိုအောက်ပါနေရာတွေမှာတွေ့မြင်နိုင်ပါတယ်ညီမဆိုင်းဝိုင်းတွေမှာဆိုင်းစရာတွေရဲ့အစွမ်းပြသချင်းဖြစ်နေဒီခက်လေးရှိပါတယ်နောက်တစ်ခုကတော့ဇက်တပင်နဲ့အငိမ့်ခန်းတွေဖြစ်ပါတယ်ဇက်တပင်မှာတော့မင်းသားတွေအငိမ့်မှာတော့မင်းသမီးနဲ့လူရှင်တော်တွေရဲ့အမှုပညာစွမ်းရည်ပြသမှုတွေမှာတွေ့မြင်ရပါတယ်နောက်ထပ်တွေ့မြင်နိုင်တာကတော့ဆိုကာရေးဒီပြိုင်ပွဲတွေမှာခက်ခဲနေတဲ့သချင်းဖြစ်နေသတ်မှတ်တီဆိုကြတော့မှာပဲအချို့အဖြစ်ဆိုရင်တော့စင်ကြီးကလုံးကြီးဟာဝေဖန်မှုတွေကိုရန်ညှိုးနေမှာပဲပိုမိုကောင်းမွန်တဲ့အမှုပညာနဲ့တုံ့ပြန်ရမယ်ဆိုတဲ့စာနမူနာကိုပြသနေပါတယ်ဒါကြောင့်လဲဒီနေ့တိုင်အောင်မြန်မာဂီတလောကရဲ့ဂန္ဓဝင်အဖြစ်နဲ့ခံရထည်ဝါစွာတည်ရှိနေတာဖြစ်ပါတယ်။နောက်သင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။လာစားသဆူစာရေးရဆရာကြီးဆရာကြီး